လိုက်တာငါကိုရဲ့ရောင်လေးနဲ့ဘယ်ဆောင်မှညတဲ့ချစ်ချင်းတိုင်းစီစိတ်ချမ်းသာရေးကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အစင်ချောင်းတော့မုဆဘန်နဲ့ဆက်နေပါစီဒါကြောင့်မို့လို့ဒီဆရာလိဂီတာကိုချာလီရဲ့စိတ်ရင်မွန်းဖွဲ့လာပြီးတော့ဆိုတဲ့ဒီကနေ့နဲ့တော့အားလုံးစိတ်ရင်မွန်းဖွဲ့လာပြီးနော်